ကဲဒီနေ့ကိုညီလေးတွေကိုပြောစရာနည်းနည်းလေးရှိတယ်အဲ့ဒါကမင်းတိုင်စမ်း ဟုတ်ကဲ့ မင်းအလုပ်ကဘယ်လိုလုပ်နေရလဲဖိုင်မာကြီးကိုမှောင်မဲနေတာပဲမိဘလုံးမဖွင့်ထားရလဲ ဟဲ့မင်းညမကိုချွတ်စမ်းဟာငါဖုန်းနေရောငါမြန်မာနေရောမင်းရဆိုင်ရှင်လားငါဆိုင်ရှင်လား တထေးကတထေးဘောစီကဘောစီ အေးဟဲ့ကြောင်ကစားမင်းဒီဆိုင်ရောတာဘယ်နှလားရှိပြီ6လ6လဒီဆိုင်လေးသာမင်းသိလား သိတယ်ရန်ကုန်မှာလေ အေးပေါ့ဟာဟဲ့ရန်ကုန်ကတော့မင်းပြောမှာလားကွာဆိုင်လေးစာအတိအကျကိုပြောနေတာ မသိ မသိဘူးဟဲ့မင်းသိလား တည်ရဗျ ဟိုသိရင်ပြတ်ပါလား ဆိုင်ကရန်ကင်းမြို့မိုးကောင်းမတိုင်နီကံပဲဘူတာယုံလန်းကံပဲတာဝါအောက်မှာ တွေ့လားမင်းထဲအလုံး9လလောက်နောက်ကျမိပဲရောက်တဲ့လူကဆိုင်လေးစာတိကျသိတယ်မင်းရမသိဘူးဆိုတော့မင်းရစိတ်ဝင်စားမှုမရှိလို့ဘောကွာ ဘောစီရတယ်ဒီတော့ဝန်ထမ်းတွေအများကြီးရှိတဲ့ထဲမှာဘာလို့ကျွန်တော်ကြီးပဲကွက်ဆူနေရလဲ မင်းမင်းကိုပဲဆိုပါဘောကွာမင်း customer တွေတခုပြုဆိုလို့ရှိရင်မင်းပဲအေးစိတ်မရှိရလဲမင်းပဲအေးတခုခုပြုဆိုငါကောင်းဖို့ပဲကြားတယ်ငါပဲဖြည့်ရှင်းနေရတယ်ဟဲ့ရောငါသားမင်းနဲ့ငါညီကိုဆိုပေမဲ့ဒီတက customer နဲ့တခုခုဖြစ်လို့ကတော့မင်းကငါကိုယ်တိုင်လုပ်တော့မှာဟုတ်ပါလား ဟုတ်ပေါက်တယ် အေးပေါင်ပြီးရောကိုယ်စကြလို့ အားရတွားရအောင် အေးပေါ့ဟာဟဲ့ဒီမဟုတ်တာနော် မှားလို့ မေထောက်လျှောက်မနေတာတွားကွာဘာကောင်မှလည်းမသိဘူး ကဲဘေဘီဒီနေ့ပြင်ထွက်ရတာဆိုတော့ဘေဘီပါစားခြင်းလဲငါတောက်ခြင်းလဲ ဖေဖေခုစားခြင်းနေတာကရှမ်းခောက်ဆွဲနောက်ရရင်ရှမ်းပြည်နယ်အရသာစစ်လေးစားခြင်းလေး ဖြစ်ရမှာပေါ့ဘေဘီပြီးတော့ဘာလို့ရှင်လဲ ပြီးတော့ကော်ဖီလေးတောက်ရင်းနဲ့အေးအေးဆေးဆေးတီတီနေနေနေလို့ရတဲ့ဓာတ်ပုံလှလှလေးတွေရိုက်လို့ရနေရာလေးမှလည်းတောက်ခြင်းနေ ဟောစိတ်ချအဲ့ဆိုရင်တော့ကိုကဘေဘီစိတ်ကိုတီးတဲ့အတွက်ကြောင့်မလို့ဟိုမှာတွေ့လားဘူးလန်ဖူဆိုင်မှာကိုခေါ်လာ ဘလို့ချူလောက်ပါ အော်ဘရွန်ကျူလာ တဲ့ ကိုကကိုရီးယားမှာနေတာများလာတော့အင်္ဂလိပ်ဆိုင်တော့တိတ်မဖတ်တတ်တော့ဘေဘီရဲ့နော်အဲ့ဆိုင်နေလိုက်ကြွေးမယ် ဈေးတော်တော်ကြီးမှာပဲเนาะဆိုင်လေးကိုကြည့်ရတာ အော်ဘေဘီရဲ့ဒီဆိုင်ကလုံးဝဈေးမကြီးဘူးနော်ကိုဆိုစားနေကြဈေးနှုန်းနဲ့တက်တာတလို့အရသာလည်းရမ်းကောင်းတာဒါပါကိုလိုက်ကြည့်မယ်နော် လာပါရှင်လူလုံးစကားနေပြီဆိုတာရှင် ဘောချူရပြီလား ကဲဒီမှာညီမလေးမှာတဲ့ကော်ဖီရပါပြီညီမလေးဟိုကလေကိုကြီးဒီတကြားထက်ကိုတိမ့်လိုက်မယ်နော် ဘာလို့လဲ ဘာလို့လဲဆိုတော့ညီမလေးမှာအပြုံးချွတ်ရှိပြီးသားလေတကြားမလို့တော့ဘူးလို့ချင်းလို့ဟောညီမလေးကော်ဖီလေးတောက်ကြည့်ပါဦး ဝိတာ ညီမလေးကော်ဖီတောက်လိုက်တာကိုကြီးရဲ့နှလုံးသားလေးကျွေဆင်းသွားတာပဲ ဟောဝိတာဘာလို့လဲကွာ လူလိုနားမလဲဘူးလားဟိုမှာလေကျွန်တော်နှလုံးသားကြီးကကိစ္စစကားပြောနေတယ်ခင်ဗျာလူလိုနားမလဲဘူးလား ဟဲ့မင်းဝိတာမဟုတ်ဘူးလား ဟုတ်တယ် ငါကစတမာလေးကွာ အော်ဟုတ်ကဲ့ sorry ပါ လူခေါ်လာတယ်ဘာရလဲမင်းတို့ဆိုင်မှာ ဟဲ့ ဗျာ မင်းတို့ဆိုင်မှာဘာတွေရတယ်လို့ ဟောကျွန်တော်ဆိုင်မှာရှမ်းတော့ဆံပြ ငါဟာရလူကြီးလက်ကွာမြင်လိုက်တယ်ကွာဖြည်းဖြည်းလေးပြောသမှာကွာဟောဖြည်းဖြည်းချင်းမတော်တော်ချင်းစီပြော တလုံးချင်းဟောဟိုပါရှမ်းခေါဆွဲရေစိတ် ဟာဟဲ့တော်တော်ကွာပေးတော့ကွာဘယ်ကိုကြည့်မယ်မိမိကျော်စားကျင်တာစီဘာစားမှလဲရှမ်းစားကျင်တာမလားရှမ်းတဲ့ဘွဲမှာလိုက်တော့မယ်နော်ရှမ်းတဲ့ဘွဲပေးကွာတော့အော်ဒါနဲ့နေကော်ဖီတောက်မလားကော်ဖီတစ်ခွက် နာနာမီတက်မှာလားကို ဝါရကော်ဖီနဲ့နာမည်နဲ့ဘာဆိုင်လို့လဲကွာ ဘာမှမဆိုင်တော့တဲ့သူတယောက်ကိုအချိန်တွေကြာကြီးမမေးနိုင်ပဲနေ့တိုင်းလွှမ်းနေတာမျိုးဆိုရင်ရောငါညီဘယ်လိုလုပ်မလဲ မင်းဘာပြောလဲကွာကြောင်ကြီးကြောင်တော်နဲ့ပြောငါမလည်းအခုချမှာမချဘူးလား ဟုတ်ချမယ် ခေါ်တော့ပါကွာကြောင်ကြီးကြောင်တော်နဲ့ဘယ်လိုကောင်းမလဲတွေ့နေကောင်းလားဘေဘီဒီဆိုင်ကော်ဖီလေးရလဲရကောင်းကော်ဖီလေးတောက်ကြည့်အောင်နော် ကော်ဖီဆက်တယ် ဟာဘေဘီကော်ဖီကဘာလို့ဆက်မှာလဲ ကိုကိုတောက်ကြည့်ရ ဟမ်ဘေဘီကမပြနိုင်တာ ဆက်တယ်
ဟုတ်တယ်ဝိတ်တာဟိုတလဲကောင်ဝိတ်တာကောင်လာစမ်းတလဲကောင်ဟေ့လာဟေ့ဒီကော်ပီကဘာလို့ဆက်နေရလဲ ဟာကော်ပီဆက်တယ်လို့ကြားဘူးပါဘူးကိုရမဖြစ်နိုင်တာ မဟုတ်သေးပါဘူးကွာစိုက်ချင်းလာခဲ့တာ ဘာဖြစ်လို့လဲဗျာကို ခဏမတူလဲ ဟိုကျွန်တော်ဒီဆိုင်ရှင်ပါဗျာ စိုက်ချင်း ဟုတ်ကဲ့ ဒီကော်ပီဆက်နေတယ်ခဏမတူလောက်ပါလေ ဟိုကိုရဲ့ကော်ပီကခါလာပါကွာ အမေမရှိလိုက်တာကွာရောခါလဲဆိုတောက်ကြည့်စမ်းဗျာတောက်ကြည့်စမ်းဗျာ ဟုတ်ကဲ့မဆိုင်တော့ကိုခိုင်းနေရဟာငါ ဆက်နေလား ဒါမင်းလက်ချက်မင်းငါမမဲတော့လား ဒါကျွန်တော်ရီစားဟောင်း ဒါမင်းတော့ ဟုတ်တယ် ဒါဆိုရင်ဒီကော်ပီတဲ့ဥပ္ပဘာတဲ့ပြောလား မြုပ်ပြီးထောင်းထဲလိုက်တာ ဟုတ်တယ်ဒီကော်ပီတော့ငယ်စီထုံးတယ်ဗျာလားကွာဟာကော အခုခဲလေးကိစ္စဘယ်လိုရှိပါလဲ โอเคကျွန်တော်အသိပြန်လဲပြီမယ်နော်ကျွန်တော်အစင်ပြောင်းပြန်ပြီးစားပြီမယ်ကို တက်မလဲတော့နော်တော့လည်းမတော့တော့ဒီကိစ္စကိုကျွန်တော်ရှင်းပေး ဟိုစင်ပြီကိုစိတ်ကိုရှော့ပါနော်ကျွန်တော်အစင်ပြောင်းရှင်းပြီမယ်နော်ဟဲ့ဆောင်ကနေမင်းမနဲ့လိုက်နေ ဘူးကောင်းတယ်တော့တွေ့နေတယ်ဆက်နေလား ဟဲ့ဆောင်ကနေမင်းစော်ပြန်တော့ဘော ပြန်ပါပါနော်ပြဿနာတစ်ခုခုဖြစ်ရင်ကိုညီလေးဘက်ကမပါမနဲ့တသိန်းဘက်ကပါပြီးကြတာခမောင်ညီကိုပြက်ကလည်းတန်ရောတင်ဖြတ်လိုက်ပြီနော်ကျွန်တော်ရွာမှာထုံဆက်သုံးသီးရှိတယ်နွားလည်းရှိတယ်ဝက်လည်းရှိတယ်ဒီဆိုင်တွေထွက်တိုင်းကျွန်တော်ထမင်းမငတ်နိုင်ဘူးနော်ပြန်ပါ အပြန်ခေါ်ဘော ဒါမဖြစ်နိုင်တာဒါမေးတကပ်ပဲမလားရောဒါပြီးပြန်ပါနော်အေးဒုက္ခပဲ ကိုရဲ့တနာပါတယ်ဒီတစ်ခါတော့ခွန့်လွတ်ပေးလိုက်ပါပြည့်ချီမှဒီညီလေးတယောက်တည်းရှိရတော့ကြာလေးလွင့်ဖြစ်သွားရင်ကို့စမှာတာဝန်ရှိရနော် အဲ့ဒါလည်းဟုတ်တယ်အကိုကြီးတောင်းပန်နဲ့ကျွန်တော်ကိုပြန်မလွတ်ပါနဲ့နော်ကိုညီလေးကိုပြန်လို့ညီလေးပဲသွားနေရမလဲကိုညီလေးတော့မဖြစ်စေရအောင်နော်ကိုကြီးတော့တောင်းပန်နဲ့တော့